Hello ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဘာတော့မလဲဆိုတော့ကော်မောစောပြမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဂိမ်းနဲ့ဝင်ပြီ let's go ကဲဆိုတော့ဘော်လေးတွေရောက်လာပြီဘော်တွေရောက်လာပြီဆိုတော့ဒီတော့သွားမှာကမြေပြန့်သွားမယ်မြေပြန့်သွားဖို့ကျွန်တော်တခုလိုတာတွားယူပါဘောနော်တွားယူဒီခေါ်လိုက်โอเคဆိုတော့တစ်တာတော့10ခုရလာပြီရတာပါလေဒီတစ်တာ10ခုရလာပြီတစ်တာ10ခုဆိုတော့โอเคတက်တာနေကြောက်လာကြောက်ပါတူမယ်ညာလေးတော့ရောက်လာနေရာလေးရောက်လာတော့ဟုတ်တယ်လူမဲနေရာဒီနေရာပေါ့နော်အဲ့ဒီနေရာကိုlet's go သွားမယ်ဘန်းတို့ကြောက်တုံနေတာဟုတ်ပါဒီကျွန်တော်ကြောက်လေးတူလိုက်အောင်မယ်ပြီးတော့ကျွန်တော်ကော့ပါတူးမှုကျွန်တော်ဒီကောင်ရဲ့ဒါရလောက်လိုက်တယ်ကောပါစားတူရကောပါနဲ့စားပါဘောနော်ပြီးတော့ကျွန်တော်ဖန်နေလောက်ပြီးတော့ဖန်နေချလိုက်ပါတယ်ချပြီးတော့ကောပါကိုချိုးပါတယ်ကျိုးနေထန်ဆောင်ရေးတက်တော့ခုံးပြီးတော့လိုက်ပါတယ်ဒီကော်ရနီယာရတော့တစ်စားတူပါတယ်ဆိုတော့တစ်ကိုခေါ်ရတော့ဗီဒီယိုအပြည့်ပဲနဲ့ကျွန်တော်ပြလိုက်တော့โอเคပြီးတော့ကျွန်တော် oh my god မိုက်ရဒီညာရပြီးလာမှာကျွန်တော်ပြီးလာတော့ပါက10ရုံရလာတယ်ဒါချောင်းလုပ်လိုက်မယ်အာမန်ဆိုလုပ်လိုက်မယ် Oh my god what shit ပြောစရာမရှိတော့မှပါချိုးမယ်ဒါနဲ့ပဲညဘက်လည်းရောက်ဆိုမီရစပိုလာကွာဆိုမီစပိုလာကျွန်တော်လည်းပြီးတော့ကျွန်တော်ခုမှစဉ်းစားမိကျွန်တော်ဟက်ခေါ်ဆော့နေရဆိုကျွန်တော်မြေပြေးတယ်မြေပြေးပြီးတော့ကျွန်တော်ခွေးပါတယ်လိုက်ပါပေါ်နေတော့ပြီးတော့ဟိုမှာအာမာစီနဲ့ကျွန်တော်နေရာမှာကျွန်တော်ပြောင်းပါတယ်ဗျာကျွန်တော်နေရာဒီနာမှာဆိုကျွန်တော်လိုက်ချလိုက် Oh my god ဒီလိုမျိုးကျွန်တော်နေရာပြောင်းသွားပါတယ်ရှိတော့ဒါတော့ကျွန်တော်စိတ်ညစ်သွားတာကျွန်တော်တေးအောင်လိုက်ချလိုက်ပါတယ်ရှာပြီးကျွန်တော်တွေ့တယ်မတွေ့ဘူးအဲ့ဒါကျွန်တော်ဒီကိုရဲဝင်လာပဲဟိုဆက်ပြလိုက်ပါတယ်
နေပဲလျှောက်သွားကြည့်မယ်ဆိုပြီးတော့ကျွန်တော်ပြရတယ်အဲ့ဟာပါတယ်ဆိုတော့ဟုတ်ပါတယ်ကားလေးပေါ်ကနေမှာဖြစ်ပါတယ် yes လုံးတော့လားမသိဘူးဒါနဲ့ကျွန်တော်ဖင်ရပြီးတော့ကျွန်တော်အောက်ဆင်းလိုက်ပါတယ်ကောင်းစီရတော့ကျွန်တော်ဖင်ရလိုက်တာအောက်ဆင်းလိုက်တာအမှဘာဖြစ်သွားလဲဆိုတော့ဒီနားမှာကြည့်ဆိုးကျွန်တော်ရှိနေတာဒီအောက်အာမဆုံးနဲ့တည်နေရှိနေတော့လေဟောကပတ်လာတဲ့တိုင်ရကျွန်တော်လည်းပြေးတော့ပြီးတော့ရပြီးရောကျွန်တော်တိမ်လို့ပဲတကယ်နောက်ဆုံးမှတိမ်လာတော့မသိဘူးပြီးတော့အမှလုံးစရာရှိတာလုံးရအောင်ပြီးကြအောင်တန်တဲ့ချိန်မှာခုနတိုင်းဆက်လုပ်နေကြတယ်ဒါတွေလည်းပြီးတော့အမှနောက်ကနေဟာဒီပါလေဗျာโอเคပါကျွန်တော်ဟာကောကိုကျွန်တော်တကယ်ပဲစောမတည့်တာစောမတတ်တာဘလို့ကျွန်တော်နေမတတ်တာတော့မသိဗျာဆိုတော့ဒီတော့တက်တော့ပဲ bye